အားလုံးပဲမင်္ဂလာပါမနေ့ကညနေပိုင်း9 နာရီကျော်လောက်ကျွန်တော်နဲ့ကျွန်တော်သမီးအတူ Sentan Festival မှာ Coffee ပွဲပြတ်ပွဲ Coffee ဈေးရောင်းပွဲတော်ကိုတွားလည်ခဲ့တာပါအဲ့ဒီနေရာမှာကတော့ Central Festival တော် Mall ဖြစ်နေတယ်ဒီမှာဟာဂျိုင်မြို့ Southern Thailand မှာထိုင်းတောင်ပိုင်းမှာရောက်ဖူးတဲ့သူရှိနေတယ်တော့တည်နေပြီးသားပါဘယ်နေရာဖြစ်နေလဲဆိုတော့ Okay ကျွန်တော်တို့အခုရောက်လာနေပြီဒီပွဲတွေကဒီဈေးတွေကနော်အဲကြည့်အောင်ဆိုင်းဘုတ်က Coffee Connect တဲ့ Coffee Connect လို့ရေးထားပါတယ်ဆိုင်းဘုတ်ကအကြီးပိုစတာလေးလူတွေစီကားနေပါတယ်ကျွန်တော်တို့လာတဲ့အချိန်ကကြည့်အောင်အဲ့ဒီစေတန်ရောင်းဝယ်နေတဲ့ coffee section တွေရောဒီဖက်မှာတော့ coffee တွေပေါ့နော် coffee အဖျော်ရည်တွေပေါ့ဟိုက local ထွက်တဲ့ဘီယာလေးရောင်းတယ်ခုနတစ်ချက်လောက်မြင်မိခဲ့တာပဲအဲ့ဒီမှာ coffee machine နဲ့နော် coffee roasted တွေတော့ဗလဲဒီမှာဈေးရောင်းတယ်အရန်ခမ်းနားပါတယ်ဒီဇိုင်းမှာတော့ coffee အမျိုးအစားတွေအများကြီးနော်Okay လိုက်ကြည့်အောင် Choco brew တဲ့အဲ့ဒီ coffee brew လို့ brew coffee ကတော့ coffee machine ကနေလာတော့မဟုတ်ဘူးသူတို့ဗလဲရင်နွေးတဲ့လောက်တာပါအဲ့ coffee connect Okay လိုက်ကြည့်အောင်ဒီမှာအရန်လာပါလေခန့်နာပါတယ်ဒီမှာ coffee roasting ဟုတ်ပါဘူးဘယ်လိုခေါ်လဲကျွန်တော်မေးနေပြီ Okay ထပ်တော့ဘက်မှာအနီရောင်လေးဆိုင်းပုတ်ကတော့ဘက်ကတော့အခုကျွန်တော်တို့ဝင်သွားနေတဲ့ဒီဘက်ကတော့ food section ပါ food section မှာတော့ဆိုpastry မုန့်တွေရောဒါမှမဟုတ်အစားအစာတွေရောရောင်းနေတာပါထမင်းဟင်းတွေပေါ့နော်အစားအစာတွေအများကြီးအဲ့မှာပြောစရာကြီးပဲတကယ်ကို eye opening ဖြစ်နေပဲကျွန်တော်လည်းဒီပွဲမှာအရင်နေ့ကမရောက်ဘူးတခါမှမရောက်ဘူးပေါ့ဒီနေ့ပဲပထမဆုံးရောက်လာတာပါကျွန်တော်သမီးနဲ့လာတယ်အတွေ့အကြုံဖြစ်တော့မလို့အတွေ့အကြုံအဲ့ဒီဆိုင်ကနေတော့ဗာလဲသူဆိုင်မှာရောင်းနေတဲ့လုတ်ချင်းလို့ခေါ်တယ်လုတ်ချင်းမူရောလမ်းတီဟုတ်ပါတယ်တင်တယ်customer တွေကိုမေးကြည့်ရအောင်ပေါ့သူကလိုက်ပြီးပေးတယ်ကျွန်တော်တို့နှစ်ယောက်လည်းသူပေးတယ်အဲ့ကောတခါကြီးမေးကြည့်တယ်စားကြည့်တယ်ကောင်းပါတယ်ကျွန်တော်တို့မေးတယ်ကြင်ကြိုက်တယ်ကျွန်တော်ပြောစရာကြီးကောင်းပဲပြောစရာကြီးပဲဒီပွဲမှာရောက်ရတယ်ဒီမှာတော့ဒီမြင်တဲ့အတိုင်းပဲဒီဘက်မှာတော့အစားအစာတွေပေါ့နော်အကျော်တွေဒါမှမဟုတ်မုံတွေပေါ့ခောက်ဆွဲတွေပေါ့ကွေတီယိုလို့ခေါ်တယ်အများကြီးအမျိုးအစားတွေကျွန်တော်တို့အစားအစာတွေအခေါ်မသိတာတဲ့နာမည်တွေအများကြီးပဲ
ဟုတ်ပဲရောက်နေပြီဒါအဲ့ဒီစတိတ်တလို့ပဲနော်စတိတ်ဆိုတော့မန်တပ်လေးတစ်ခုဖြစ်နေမန်တပ်လေးအဲ့ဒါကြောက်ကလို့တော့ဝတ်ထားတယ်မေကပ်လုပ်ထားတယ်အဲ့ဒီယောက်ျားကပါတယ်ခေကလေးတွေဆွဲဆောင်ပြီးနေတော့လက်ဆောင်ပေးတာပေါ့နော်သူက free ပေးတယ်ကလေးလက်ဆောင်ဖို့အတွက်ဘာလဲဘောလုံးတော့သူကပဲဟုတ်ဘာလဲကလေးကိုမေးတာပေါ့နော်ဘာရချင်လဲဘယ်လိုပုံစံရချင်လဲတချို့လည်းညက်လိုရချင်တယ်ညက်လိုချင်တယ်မျိုးတတဝါတွေဒါမှပန်းတွေတော့ဘယ်လိုက်ပြီးကလေးအကြိုက်လိုက်ပြီးလှုပ်ပေးတယ်တော့အရန်တော်တယ်အဲ့ဒီကြောက်ကလည်းကြည်အောင်ရေတို့မင်းနေသူဝတ်စုံရောတို့မင်းနာတော့ရေရတယ်ကြောက်ကလို့ခေါ်ပါတယ်နော်အဲ့တော့ကျွန်တော်လည်းနည်းနည်း selfie ဖြစ်နေတာပေါ့ selfie လုပ်နေတယ်အဲ့ကြည်အောင်ကျွန်တော် back ကျွန်တော်နောက်ကလို့တယ်အများကြီးပါဆိုင်လည်းရန်လာတယ်ခမ်းနားပါတယ်ဒါပဲ food promotion တခုလိုပဲနော်အဲ့ဒီမင်းတဲ့အတိုင်းဘာရေးထားလဲဆိုတော့စာလုံးအကြီးနဲ့လည်းရေးထားတယ် post ထားတယ် good mood hello foodie တဲ့ foodie တော့အဲ့မှာလူတွေဟောလေထိုင်ဆောင်နေတယ်တချို့မိဘကလေးမိဘတဲ့ကလေးနဲ့အတူလာတဲ့မိဘတွေအများပါတယ်တော်ကောင်းတဲ့အတွေ့အကြုံလေးတစ်ခုပါနော်တော်ရမလို့ပေါ့နော်အဲ့မှဘယ်လိုခေါ်လဲထိုင်တဲ့နေရာလေးဟိုစကူးပုစုံနေဟိုလာတည်တယ်အဲ့မှာကျွန်တော်တို့မင်းကျွန်တော်အဲ့တို့ကို queue မှာစောင့်ရတယ်လို့ပြောတယ်သူများနောက်ကိုလိုက်ပြီးစောင့်ရတယ်ရည်စရာကောင်းတယ်နော်ကိုပြင်ပန်းလားမသိဘူးအမေရန်ပြုံးနေတယ်ကြောက်ကလည်းကလေးနဲ့ဆက်ဆံနေဆိုတော့အေးကြီးလေးကြည်အောင်ကျွန်တော်သမီးကသူကဘာရရှင်လဲဆိုတော့ဟိုလေ butterfly ဆိုလိပ်ပြလားမသိဟုတ်တယ်လိပ်ပြတော့နော်လိပ်ပြလို့ခေါ်ပါတယ်မြန်မာလို့သူကရိုက်ခက်တယ်လို့နှစ်ပိုင်းကိုလုံးရတယ်အဝိုင်းကတပိုင်းလုံးရတယ်ပြီးတော့ဟိုလေကျိုးလို့ပဲလိပ်ပြအကောင်နဲ့လေထပ်ပြီးလုံးရတယ်ကျွန်တော်တို့မိကအရန်စတယ်အခက်တယ်ပဲတောင်းခေါ်တယ်ရပြီတို့ပြန်လာအမကျွန်တော်တသေးဆိုင်ပြီးနေတယ်ခုနကျွန်တော်သမီးရောရှေ့မှာတပ်ပုံရိုက်နေတဲ့အချိန်ကျွန်တော်တသေးလည်းဒီပွဲထဲမှာလာရောက်နေသူကမုံတယ်ပေါ့နော်အရန်ခစ်စားခုကတော့အရန်ခစ်စားနေတဲ့မုံကဆောက်ဒိုဘရက်လို့ခေါ်ပါတယ်ကြမှာရေးကိုက်ညီတဲ့မုံအမျိုးပေါ့ထိုင်းမှာအရန်ကို trend ဖြစ်နေတယ်ခစ်စားနေတယ်ရန်ကောင်းတယ်နောက်ပြီးကျွန်တော်တို့ဒီစေးပတ်လေမှာလိုက်ပြီးလေကြားရအောင်လို့ကြည့်ရအောင်မှာစူဂျီလို့စူကီတဲ့ခေတ်ဆွဲတဲ့မျိုးပေါ့နော်စူဂျီဂျပန်ခေတ်ဆွဲလည်းမသိဘူး hello okay တို့ရဆိုင်တဲ့အများကြီးကျိုးလေနာမည်တော့မသိတော့ဘူးနော်အများကြီးပဲလိုက်ကြည့်အောင်ဆိုင်နေ foodie hello foodie အဲ့ဒီ stop ဒီမော်တွေက stop လုပ်
လက်ကြည့်ကြအောင်လက်ကြည့်ကြအောင်အဲ့ဒီတောင်ပိုင်းထိုင်းတွေကအစ္စလမ်ထိုင်းလူမျိုးတွေလည်းများပါတယ်နော်ဒီဂျီဟပ်တွေဝတ်ထားတဲ့ခေါင်းပေါင်းတွေတော့ပေါ့နော်များပါတယ်အဲ့ဒီမှာ coffee ကိုထပ်ပြီးမြင်လာနေပြီ coffee section မှာ coffee ရောင်းတဲ့ဆိုင်တွေပေါ့ဒီကဟိုကနှစ်ပိုင်းခွဲထားတာပေါ့နော် coffee လဲ coffee တီးတန့်ထားတယ်ဟိုကအစားလဲအစားတီးတန့်ထားတယ်အဲဒီ coffee တွေလည်းရမ်းခန့်ထားတယ်ဒါများထုံးတွေကအယောင်တွေကဟာလေအစိမ်းရောင်နုနဲ့ဟိုအနက်ရောင်နဲ့ဖြူရောင်လို့โอเคလာပြီလိုက်ကြည့်အောင်ဟိုရရမ်းစီတယ်ကလေးလေးတွေလည်းလာတယ်နော်baby chair တွေ baby view chair တွေစပွဲတွေလည်းရှိတယ်နော်ထိုင်ခုံလေးတွေကိုချပေးထားတယ်အရန်ကို chilling ဖြစ်နေတယ် coffee ဝယ်တဲ့အချိန်နဲ့ထိုင်လို့ရတယ်အမှကြည့်ပါဟုတ်မှာအဲ့ကဒီမှာကျွန်တော်တို့ဒီမှာလာပြီးမုံဝယ်ခဲ့တယ်အဲ့ဒီမုံကဘာမုံလဲမသိဘူးအထက်က cream ရှိပဲ cream အရတာက sakura တဲ့ cherry ပေါ့နော် cherry အနံ့နေရတယ်ပြီးတော့ကျွန်တော်ဒီဆိုင်မှာ coffee လောက်ဝယ်ခဲ့တယ်ကျွန်တော်မှာလည်း coffee ကတော့ latte လို့ခေါ်တယ် latte sugar မပါဘူးတဲ့အချုံမတောက်ချင်ဘူးနော် coffee အရတာစစ်ကိုပဲတောက်ချင်တာတော့ဒီ coffee coffee machine နဲ့ coffee set တွေလည်းအရန်လာတယ်တေးလေးcoffee bean နဲ့ coffee bean လို့ခေါ်တယ်နော်အရင်ရောစားတယ်အများကြီးပဲညီတဲ့အတိုင်း Ethiopia လို့ Brazil လို့ Colombia လို့ဒီနေ့ပို့ရှိုးတယ်ကျွန်တော် UK တယ်ခုလောက်တော့ roaster promoting တယ်သူဆိုင်က coffee လော်ရဲဆိုင်ဖြစ်နေတယ်အဲ့မှာကြည့်အောင်ကျွန်တော်တို့သမီးကလိုက်ကြည့်ဖတ်တာ